ဘတ်ဆောင်အားရဲ့အိမ်မက်ထဲမှာသူမရဲ့ဖူးစာရှင်ကပြစ်ချက်မရှိချောမော့ပြီးသူမစီကိုဇောက်ထုတ်ပုံစံနဲ့ဝင်လာမယ်လို့မှတ်ခဲ့ပါတယ်။တရက်မှာတော့ဘတ်ဆောင်အားစီကိုချောမော့တဲ့ကောင်လေးတယောက်အိမ်မက်ထဲကအတိုင်းဝင်လာခဲ့ပါတယ်။ဘာလို့ဇောက်ထုတ်ပုံစံဖြစ်နေရတာလဲဆိုတော့နတ်ဆီယာမရဲ့မျက်လုံးထဲမှာအသက်ရှင်မှုအချိန်မကျန်တော့တဲ့လူတွေကိုဇောက်ထုတ်ပုံစံအနေနဲ့မြင်ရတယ်လို့ပါ။သူကတော့အသက်ရှင်မှုအချိန်သိမ့်မကျန်တော့တဲ့ဘေဂျွန်းဦးဖြစ်ပါတယ်။အဖွားဖြစ်သူကကန်ဆူနေတတ်တဲ့သူအတွက်ဗဆောင်းအာစီမှာအဆောင်လုပ်ပေးဖို့ခေါ်လာခဲ့တာဖြစ်ပါတယ်။အဆောင်လုပ်ထားလဲဘေဂျွန်းဦးအတွက်အသက်ရှင်မှုအချိန်က1လလောက်ပဲကျန်တော့တာကိုဗဆောင်းအာကသိနေပါတယ်။ဒါပေမဲ့ဗဆောင်းအာကတော့သူမရဲ့အနာဂတ်သူတို့သားလောင်းလေးကို3ဘက်အတွင်းစိတ်ရောကိုယ်ရောနှိပ်ပြီးကတင်ပြီးမယ်လို့အဖွားကိုတိုင်တယ်ပြီးကတိပေးလိုက်ပါတယ်။ဘတ်ဆောင်အားတယောက်ကိုင်တွယ်နိုင်တဲ့အရေးချင်းမရှိသေးပဲဂရီပေးလိုက်တာကိုအမေဖြစ်သူစီကနေစုခံနေရပါတယ်။ဘာလို့လဲဆိုတော့အရင်ကအခုလိုမျိုးအသက်ရှင်ချိန်မကျန်တော့တဲ့အသက်တယောက်ကိုကူညီဖို့ကြိုးစားခဲ့ပူပါတယ်။ကူညီဖို့ကြိုးစားခဲ့တဲ့ဘတ်ဆောင်အားတယောက်မျှော်လင့်မထားတဲ့ကိစ္စနဲ့ကြုံတွေ့ခဲ့ပြီးဦးလေးကြီးကိုလည်းမကူညီနိုင်ခဲ့ပါဘူး။သူတို့အမြင်မှာဇောက်ထုတ်ပုံစံအခြေအနေကြီးဖြစ်နေတဲ့လူတယောက်ကိုကယ်တင်မှုမဖြစ်နိုင်ကြောင်းမိခင်ဖြစ်သူကတားနေခဲ့ပေမဲ့ဘတ်ဆောင်အားကတော့မြင်မြင်ချင်းချစ်မိသွားလို့ရအောင်ကျင်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့မိခင်ဖြစ်သူကဗဇက်အဟောင်းသားနဲ့လက်လျှော့လိုက်ရပါတော့တယ်။